တစ်ချက်လောက်အနာကိုတစ်ချက်တူးကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ fuse တွေကိုတွေ့ရမယ်ပေါ့နော် fuse တစ်စုံနှစ်စုံသုံးစုံလေးစုံငါးစုံ6စုံကျွန်တော်တို့ဒီမှာ6 string ဆွဲထားရပေါ့နော်အဲ့တော့ဒီတစ် string မှာကျွန်တော်တို့က PV1 နှစ် string ခေါ်တယ် PV1 တစ်စုံမှာနှစ် string ခေါ်တယ် PV2 တစ်စုံမှာနှစ် string ခေါ်တယ် PV3 တစ်စုံမှာနှစ် string ခေါ်တာရှိတယ်တကယ်တော့သူက၄စုံထိကျွန်တော်တို့သွားလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ add bus plot ဆိုပြီးတော့တစ်ခုရှိထားသေးရပေါ့နော်ဒါဆိုရင်တော့ကျွန်တော် add bus bar ပေါ့ဒီကောင်လေးမှာကျတော့ဘာတွေလာလဲဆိုတော့ကျွန်တော် solar ဘက်ကလာတယ်ကျွန်တော်တို့solar ဘက်ကလာတဲ့ဒီ solar ကြိုးတွေအပြင်ဒီအကျိုးတွေကတော့ဒီကျွန်တော်တို့ solar ဘက်ကလာတဲ့မိုးကြိုးတွေကိုကာကွယ်ဖို့အတွက်တလိုင်းချင်းစီအကျိုးတွေကိုရှင်းရှင်းလင်းလင်းပေးထားဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့က ampere အရန်ငယ်တဲ့ဟာတွေကိုကျွန်တော်မသုံးပါဘူး ampere တကယ်ခံနိုင်မယ်ဒီ security ထောင်ကဒီခံနိုင်မယ်ကျွန်တော်တို့ fuse တွေအကောင်းဆုံးအကောင်းစားဆိုတဲ့ဟာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့တစင်အသုံးပြုပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် advanced sport ဆိုလဲကျွန်တော်တို့ bus bar နဲ့ကျွန်တော်တို့ဒီချာကိုကြကြနာနာလုပ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီကောင်ဆိုရင်တော့ tangent တစ်စိတ်ပေါ့နော်ဒီကောင်ဆိုရင်တော့ကျွန်တော် triangle ပေါ့ triangle ဆိုတာလည်းအနေထားတစ်ခုမှာနာမည်ရပြီးသားတစ်စိတ်တစ်ခုဖြစ်ပါတယ်ကျွန်တော် triangle ဆိုရင်လည်း inverter တွေ battery တွေထွက်တယ်ပေါ့နော်ဒါကျွန်တော်ကြော်ညာပေးတာမဟုတ်ဘူးသူ့ရဲ့လာတယ်ဟလာဒီပစ္စည်းထုတ်ပေးတယ်သူ့ရဲ့အပိုင်းကိုကျွန်တော်တစ်ချက်လောက်ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာ triangle မှာဆိုရင်ကျွန်တော်2 port site တွေမဟုတ်တော့ဘဲနဲ့ဒီအောင် site ကြီးသွားတဲ့အတွက်ကျွန်တော် protection အတွက်လည်းကာမိအောင်DC port တွေဟလာ1000 port လောက်ထိတန်ခံနိုင်မယ်SPG တွေကိုကျွန်တော်သုံးပေးထားတယ်ဒီမှာ 40K ကကျွန်တော် iMac maximum ကိုထည့်ပြီးအလုံးထဲတော့တက်ဆန်အသုံးပြုပေးထားတယ်ဒါတွေဆိုတော့ကျွန်တော်မျိုးပြမှာသုံးတယ်ဒီ SPG rating တွေပေါ့နော် type 2 SPG ကိုမှာ 40K rating တွေကျွန်တော် Arvan မှာတစ်မျိုးကျွန်တော်ကြီးလက်နေအရက်မှာကျွန်တော်သူ့ကိုတက်ရမယ်တယ်လူတွေကတစ်မျိုးတက်ပေးရမယ်ကျွန်တော်တောင်ကုန်းတောင်နဲ့ဒေတာတွေတောင်ထိပ်တွေမှာဆိုရင်လေ 40K ရင်မရရင်ကျွန်တော်ကသူ့ရဲ့ rating ကြီးတဲ့ကောင်တွေကိုပြောင်းလဲတက်ဆန်ပေးတင်တာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော် solar ဘက်ကလာတဲ့ module ပိုင်းတွေပေါ့နော်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ breaker ထဲမှာ DC ဘိုင်းမှာနာမည်အရဆုံး Sentry ဆိုတဲ့ Sentry DC MCB breaker တွေကိုတလိုင်းချင်းစီဒီမှာကြာကြာနာနာမြင်တဲ့အတိုင်းပဲဗျထဲတော့တက်ဆန်အသုံးပြုပေးထားတာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ level လေးတွေအစားပေါ့နော် solar 1 solar 2 solar 3ဆိုပြီးတော့ထဲတော့တက်ဆန်ပေးထားတယ်အဲ့တော့တစ်ချက်ကျွန်တော်တို့ inverter နဲ့ battery ဘက်ကိုတစ်ချက်ကြည့်လိုက်ရအောင်